สวัสดีครับผมชื่อเซงคีครับยินดีที่ได้รู้จัก你好，我是斯蒂丽娜，见到你们很高兴。အားလုံးပဲမင်္ဂလာပါဆိုတော့ခုနကစတာပေါ့နော်အဲ့တော့အမှန်ချင်းပြောမယ်နော်สวัสดีค่ะทุกคนชื่อสตีไลนะคะเป็นครูสอนภาษาไทยที่ GYS ค่ะ Hello 大家好我是 Senki 我是在 GYS 教中文的中文老师ခုနကတော့အားလုံးနည်းနည်းတွေ့ဝေသွားအောင်ပေါ့နော်ကျွန်တော်ဘာသာလေးပြောင်းပြီးတော့နှုတ်ဆက်ပေးလိုက်တာသူကတော့ထိုင်းဆရာမကျွန်တော်ကတော့တရုတ်ဆရာပါကဲပါဆိုတော့ကအခုပေါ့နော်ဆရာတရုတ်နဲ့ထိုင်းမှာနည်းနည်းလေးတူညီတဲ့အချက်တစ်ချက်တော့တွေ့ထားရတယ်နော်ဆရာဟုတ်တယ်ဆရာဟုတ်တယ်ဆရာတုံးမတ်ပေါ့နော်တုံးမတ်တွေပေါ့နော်ထိုင်းရဲ့အတန်ကြောင့်လေသူကတုံးမတ်ဘာသာစကားဖြစ်တဲ့အတွက်ပေါ့နော်9တန်ရှိတယ်ဆရာတရုတ်မှာလည်းအဲ့လိုကြားလို့ပေါ့နော်ဆရာဟုတ်တရုတ်မှာလည်း9တန်ရှိတယ်လို့လည်းပြောလို့ရတယ်လို့4တန်ရှိတယ်လို့ပြောလို့ရတယ်ပေါ့နော်ပုံမှန်ဆိုရင်တော့ကျွန်တော်4တန်ပထမဒုတိယတတိယစတုတ္ထပေါ့နော်သူရဲ့အတန်နှိမ့်မြင့်နေသွားမယ်ဒါပေမဲ့9တန်ကျတော့အခုနောက်ပိုင်းမှာသူကအတန်တစ်ခုတိုးလာပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဒီအတန်အဖော့အတန်အဖြော့လေးပေါ့အဲ့လိုပေါ့နော်တချို့ကျတော့လည်းအဲ့ကြောင့်တချို့ကျတော့လည်း9တန်ရှိရလို့တင်တယ်တချို့ကျတော့လည်း4တန်ရှိရလို့တင်တယ်အဲ့လိုပုံစံလေးရှိတာပေါ့ဟုတ်ဥမာပေါ့နော်အရင်ဆုံးပထမဆုံးအတန်ထိုင်းရဲ့အတန်ကျမစ်တုံးတန်ပေါ့နော်အတန်ဘေးရဲသွားတဲ့အတန်ဆိုရင် for example like ကာတဘေးရဲသွားတဲ့အတန်ကျွန်တော်ကျတော့မစ်တုံးလို့ပြောကျွန်တော်ကျအာအဲ့အတန်လေးမစ်တုံးရှင်းတော့တူဟုတ်တယ်နည်းနည်းလေးပဲကွာဆရာအဲ့ဟာကျတော့ mid tone ပဲခေါ်တာမသိဘူးဆရာတို့ကြာmid tone မဟုတ်ကျွန်တော်တို့က first tone ဖြစ်မှာပထမအတန်ပေါ့first tone second tone အဲ့လိုပဲတတ်ဟုတ်တယ်ဟုတ်အဲ့လိုသွားမှာโอเคค่ะကျွန်တော်ကြာခုန mid tone ပေါ့နော်တပြေးရသွားတယ်နောက်တစ်ခုကအတန်လေးနည်းနည်းလေးနှိမ့်သွားကြ low tone လို့ခေါ်တယ်ဆရာသူကကြာခုနကကာပြီးတော့ကာကာတန်လေးနည်းနည်းနှိမ့်သွားကျွန်တော်ကတော့အာပြီးအာနည်းနည်းလေးသွားအာအဲ့တန်လေးဟုတ်တယ်โอเคကျွန်တော် high tone နဲ့တူတယ်နောက် mid tone low tone ပြီးနောက်တစ်ခါ falling tone ပေါ့နော်ဆရာ falling tone ကကြာညီမရဲ့အောက်ကမြင့်တယ်ဟိုမှာဖြစ်ဆိုရင်ကာမိုက်ဒိုင်အမျိုးဆို falling tone တန်လို့ပြောဆရာကျွန်တော်တို့ကတတိယအတန်ကခုနထက်ပိုပြီးအောမှာအာဒါဒုတိယအာတော့နှစ်ခွလေးဖြစ်နေမှာအတန်လေးရလေတတိယအတန်ဟုတ်ဆရာကပြောတဲ့အာကလေကျွန်တော်ထိုင်းရဲ့ rising တုံးတန်နဲ့တူတယ်နောက်ဆုံးတန် rising တုံးကအတန်ရှင်းတဲ့အတန်အဲကျွန်တော်နှစ်တန်ပေါ့နော်ဥမာဖြစ်ခွေးဆိုရင်မာဟုတ်ကဲ့နည်းနည်းဆင်ဟုတ်ဆင်မယ်ပေါ့နော်ဆရာပြီးတော့ထိုင်းမှာကျွန်တော်တုံးတစ်ခုပေါ်လာတာ high တုံးကအတန်ညင်သွားကာမမြင်းဆိုကြမအဲ့လိုအတန်ညင်တယ်ပေါ့နော်ဆရာကျွန်တော်နောက်ဆုံးအတန်ကျတော့ဟိုမှာဒီချေရဲ့ဟိုကနေတူမှာ falling tone အောက်ကမြင်တန်နဲ့တူမှာใช่အဲ့လိုပေါ့အာအဲ့လိုလေးဖြစ်မှာကျွန်တော်ဟာအဲ့ဒါမှအတန်အဖော့ပေါ့နော်ဒီချက်ခဏပြောအတန်ဖော့ဆိုရင်တော့သူကပထမအတန်ဟိုမှာကျတော့အဖော့လေးဆိုလိုက်အပြက်အဖော့လေးပေါ့အတန်တို့အတန်ပြက်အတန်တို့အတန်ပြက်အဲ့လိုပေါ့နော်ဒါတချို့ကျတော့အဲ့ဒါကိုနံပါတ်5အတန်ဆိုပြီးတော့ထည့်ပြီးတင်တာပေါ့ဟုတ်ကဲ့ထိုင်းမှာကျတော့ mid tone low tone falling tone high tone rising tone ဆိုတော့အစင်းလိုက်တိုင်းသွားတာသူကတော့မှတစ်ခုချင်းစီမှာဟိုနာမည်လေးတွေရှိသွားတာဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့အခုလိုမျိုးထိုင်းစာနဲ့ပတ်သက်ပြီးတော့ဖြစ်ဖြစ်တရုတ်စာနဲ့ပတ်သက်ပြီးတော့ဖြစ်ဖြစ်ဒီလိုမျိုးထပ်ပြီးတော့သိရှိချင်တဲ့အကြောင်းအရာတွေရှိရဲဒါမို့ရှင်အတန်းတွေတက်ချင်တယ်ဆိုလို့ရှိရင်ဒီဗီဒီယိုကြည့်ပြီးတော့တရုတ်စာတက်ချင်တယ်ဆိုရင်ဗီဒီယိုရဲ့အောက်မှာတရုတ်ဆိုပြီးတော့ဟုတ် Chinese လို့ရေးလို့ရတယ်တက်ခဲ့လို့ရတယ်ထိုင်းဆိုရင်လည်းထိုင်းလို့မှတ်ခဲ့ပြီးလို့ရပါတယ်ဆိုတော့လောဆယ်ဆရာတရုတ်စာဘယ်နှတန်းဖွင့်ထားပြီလဲမသိဘူးရှင်တရုတ်စာကကျွန်တော်စီမှာလက်ရှိ level 6ခုလေးရှိပြီနောက် basic က level 1 to 4ရှိတယ်ပြီးတော့လို့ရှိရင် intermediate level 1 2ဆိုပြီးတော့ရှိ6ခုရှိတာပေါ့နော်အဲ့ဒါမှအခြေခံကနေစပြီးတော့ 4 skills လုံးအရေးလဲပါမယ်အပျော်လဲသင်ရမယ်ဟုတ်ကဲ့အဲ့ဒါအခုလောဆယ်တရုတ်စာ level 6ရှိပြီပေါ့နော်ဟုတ်တယ်တင်ယိုးကကြတော့ဆရာဘယ်တင်ယိုးနဲ့တော့တင်ယိုးကကြတော့ကျွန်တော်တို့ဟန်ယူတင်ယိုးကိုသုံးတာဟန်ယူတင်ယိုးပေါ့နော်ဟန်ယူတင်ယိုးကကျွန်တော်ဒီမြန်မာနိုင်ငံမှာရှိတဲ့တရုတ်ကျောင်းတွေမှာအသုံးများတဲ့တင်ယိုးတစ်ခုပေါ့နော်အဲ့ဒါကိုသုံးတာသူကဘယ်အတွက် design ထုတ်ထားတာလဲဆိုဒီတရုတ်နိုင်ငံသားမဟုတ်တဲ့ဒီအခြားနိုင်ငံပေါ့နော်ကျွန်တော်မြန်မာဆိုရင်လည်းတခြားနိုင်ငံသားဖြစ်မှာပေါ့အဲ့လိုမျိုးလူတွေအတွက်တရုတ်စာကိုလွယ်ကူကူနဲ့စနစ်တကျသင်လို့ရအောင်သူက design ဆွဲပြီးထုတ်ထားတဲ့သင်ရိုးတစ်ခုသူကကျတော့ဆိုတော့လောဆယ်တရုတ်စာ level 60ရှိတယ်အခြေခံမရှိသေးဘူးဆိုရင် level 1ကနေစရအောင်ဟုတ်တယ်ဒီရှင်ဟုတ်ကဲ့ဟိုထိုင်းကကျတော့ခုလောဆယ် level 4အထိရှိထားတယ်ပေါ့နော်ခုနလိုပဲ level အခြေခံမရှိသေးဘူးဆိုလို့ရှိရင် level 1ကနေဆက်တက်လို့ရတယ်ဒီမှာရှိတဲ့ဘာသာစကားတွေကတော့အကုန်လုံးသင်လို့ရှိရင်4 skill လုံးတစ်ခါလေးသွားပြီးဟုတ်တယ်4 skills သွားမှပဲဒီကျွမ်းကျင်အဆင့်ကိုရောက်မှာအခြေခံပိုင်မယ်အခြေခံပိုင်မှပဲကျွမ်းကျင်အဆင့်ကိုတက်ရတာလွယ်တာနောက်ပိုင်းကျလို့ရှိရင်လည်း self study လုပ်နိုင်တာပေါ့ဟုတ်ကဲ့ဆရာဟုတ်
ဆိုတော့ကခုနပြောခဲ့တဲ့လိုမျိုးဒီဗီဒီယိုကြည့်ပြီးတော့ထိုင်းစာသင်ချင်တယ်ဆိုရင်ထိုင်းလိုမှတ်ခဲ့လို့ရပါတယ်ရှင်တရုတ်စာသင်ချင်တယ်ဆိုရင်တော့ Chinese လိုမှတ်ခဲ့ပေးပါအသေးစိတ်သိချင်တယ်ဆိုရင်ကျွန်တော် page chat box မှာလာပြီးတော့အသေးစိတ်စုံစမ်းလို့ရပါတယ် ကဲပါအဲ့ဆိုရှေ့တာ ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ခေါပန်ခရပ်